ကျမတို့မောင်နှမတွေမိုနိုပိုလီဆော့ကြရတယ်ဒိုးဆက်တွေဆော့ကြရတယ်ခိုင်ကြရင်တေးကွင်းတွေပြစ်တယ်တချို့သောနားလည်မှုတွေကအသက်အရွယ်အပိုင်းခြားတစ်ခုရောက်မှပွင့်တာဒီလိုမျိုးငါတို့ငငယ်ကစုံခဲ့တဲ့အဖွဲ့လေးတိုင်းပြန်စုံလို့ရရင်ကောင်းမှာပဲဆိုတာကလေစိတ်ဆန္ဒတက်တက်ပဲရှိတော့တယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့လေဒီမှာတွေးမိရလေးတစ်ခုရှိရယ်တွေးမိရလေးတစ်ခုရှိရောအဲ့ဒါလေးကိုလည်း sharing လုပ်ချင်တယ်ပေါ့နော် sharing လုပ်ချင်တယ်ဆိုတာကျမလိုမျိုးအတွေ့အကြုံတွေလူတွေရှိမလားပေါ့ဆိုတာလေးလည်းသိချင်တာလည်းပါတယ်ဆိုတော့အခုနောက်ပိုင်းပေါ့နော်ကျမတို့ဒီတော်တော်ကြီးကိုခင်မိလာတယ် AI ခက်လို့တောင်ပြောလို့ရတယ်ပေါ့နော်လုံးဝ AI ရဲ့ဒီအသုံးဝင်တဲ့နီးလန်းတွေအသုံးပြုကြတဲ့လူတွေများလာတယ်တက်ကြီးပိုင်းနေမှာဆိုရင်လည်း AI ကိုသိရနောက်ကြတယ်ဗာမေးမေးရနေတဲ့နေရာပဲဆိုပြီးတော့မှပြောကြတယ်သူတို့က AI ကိုမေးပြီးသုံးရတာကိုကြိုက်လာကြတယ်ဆိုတော့နောက်တစ်ခုကကြတော့ပို့ပြီးတော့မှီလာတယ်ခေတ်ပို့ပြီးတော့မှီလာတယ်ဆိုတာကဒီ technology အသစ်အဆန်းနေဖုန်း model အသစ်တွေအသစ်တော့နည်းပညာတွေလည်းအများကြီးဖြစ်လာတယ်ဆိုတော့လေကျမအဲ့နေရာမှာတခုသွားပြီးတော့ဘာကိုတွေးမိလဲဆိုတော့အဲ့လိုမျိုးအသစ်တွေများလာတယ်ပို့ပြီးတော့နည်းပညာတွေမြင့်လာတယ်ဒီလက်ကလေးတစ်ချက်လှုပ်လိုက်ရုံနဲ့သတင်းအချက်လက်တွေရောကိုလုံးဝနားမလဲပါဘူးဆိုတော့နယ်ပယ်တစ်ခုကိုတော့မှအကျန်းပြင်းနားလဲသွားအောင်အထီကိုရနေတဲ့ခက်ပေါ့နော်ဒီချက်ပို့ပြီးနည်းနည်းလေးလာမယ်ဆိုရင်တော့မှပို့ပြီးတော့ဒီဘာသာရေးကြီးတစ်ခုလုံးအောင်ကိုယ့်ဘာသာကို self learning လုပ်လို့ရတယ်ခက်ကြီးပေါ့ဆိုတော့အဲ့ဒီအချိန်မှာတစ်ဖက်မှာလည်းဒီ AI တွေအပြင်ပေါ့နော်တစ်ဖက်မှာလည်း game တွေ social media တွေကလေအရင်ကဆိုကျမတို့တွေခေတ်တုန်းကအရန်ကမှနာမည်ကြီးပြီးခစ်စားခဲ့တာကျမတို့စပြီးတော့7တန်းပြီးကစားအချိန်မှာနာမည်ကြီးပြီးတော့ခစ်စားခဲ့တယ်ကျမတို့ကျောင်းနေတက်နေတဲ့အချိန်မှာရှိခဲ့တဲ့ဟာက G.dot ခစ်ပေါ့နော် Gmail တွေ G.dot တွေခစ်အဲ့ဒီခစ်တုန်းကအင်တာနက်ဆိုင်တွေမှာတောက်သုံးရတဲ့ခစ်အင်တာနက်ဆိုင်မှာတနာရီကိုဘလောက်ဆိုပြီးပေးပြီးသုံးခဲ့ရတဲ့ခစ်ပေါ့နော်ဆိုတော့ game ဆော့တဲ့လူတွေလည်းရှိတယ် game ဆော့တဲ့လူတွေဆိုရင်လည်းအင်တာနက်ဆိုင်မှာလာဆော့ကြရတယ် game ဆိုင်တွေတွားကြရတယ်ဆိုတဲ့ခစ်အခုခစ်ကကြတော့ကျမတို့အဲ့လိုမျိုးအင်တာနက်ဆိုင်တွေဆိုတာလည်းမရှိတော့သလို game ဆော့ကြရတယ် game ဆိုင်တွေဖွင့်ထားတယ်ဆိုတာမျိုးတွေလည်းမရှိတော့ဘူးဘာဖြစ်လို့လဲဆိုတော့အင်တာနက်ကလည်းကိုယ့်ဖုန်းထဲမှာကိုသုံးလို့ရတယ်game ဆိုတာကလည်းကိုယ့်ဖုန်းထဲမှာကိုဆော့လို့ရတယ်နောက်ထပ်ကိုယ့်ဖုန်းကိုမဟုတ်ဘူးဆိုရင်တော့မှ game ဆော့တဲ့ set တွေတက်ကိုထွက်ပြီးတော့ကိုယ့်အတာကိုအိမ်မှာ install လုပ်ပြီးဆော့နေကြတဲ့လူတွေရှိတယ်ဆိုတော့အမှန်တမ်းပြောမယ်ဆိုရင်ဟိုခေတ်ကာလရဲ့ပြောင်းလဲမှုပေါ့နော်ခေတ်ကာလရဲ့ပြောင်းလဲမှုဒီနှစ်20ပတ်ချာလဲလောက်မှာအရန်ကိုမှတဟုန်တိုးပြီးတော့ပြောင်းသွားတာတွေက social media တွေမှာရွေးချယ်စရာတွေများလာတယ် Facebook ပဲမဟုတ်တော့ဘူး Facebook တွေ Instagram တွေရှိလာတယ်အဲ့ဒီကနေမှထပ်တိုးတစ်ဆင့်TikTok တွေအများကြီးပေါ့နော်ဒီ channel တွေမှာအစုံရှိလာတယ်တချို့သောဟာတွေကျမတော့မသုံးတဲ့ဟာတွေရှိတော့ကျမဒီထဲမှာ mention မလုပ်သွားတာတွေရှိကောင်းရှိမယ်ပေါ့နော်ဆိုတော့အဲ့လောက်ထိတိုးတက်လာတဲ့အချိန်မှာအဲ့လိုမျိုးတိုးတက်နေတဲ့ဟာကိုကျမတို့နေ့စဉ်ဖုံးသုံးနေတဲ့လူတွေနေ့စဉ်ဒီလူနေမှုဘဝမှာကိုကပြည့်ကြံခဲ့တယ်ဆိုတော့ခံစားချက်မရကြမယ်နဲ့အမိအမြဲတမ်းလိုက်ချင်နေတဲ့လူတွေကအားလုံးကိုသုံးတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုသုံးခြင်းအဖြစ်ကလည်းကျမတို့မှာကောင်းကျိုးလက်ရှိရလေ social media တခုကဘယ်လိုအလုပ်လုပ်လဲပြီးတော့ရင်သူ့ရဲ့ကောင်းကျိုးကဘာလဲဆိုးကျိုးကဘာလဲဆိုတာကိုကျမတို့သိလာတယ်သိလာတာဘို့အတွက်ကိုလည်းကျမတို့ learning လုပ်နေရတာကောင်းတယ်သို့တော်ညာလေမသိလိုက်မသိပါပဲနဲ့ကျမတို့တွေအဲ့လိုမျိုးတွေဒီတိုးတက်လာတဲ့ခေတ်ရည်စည်းချောင်းတွေကိုအမိလိုက်ရင်ကြီးကလည်းတိုးတက်နေတယ်နည်းပညာတွေကတိုးတက်နေတယ်လူတွေရဲ့ဗဟုသုတတွေလူတွေရဲ့ learning skill တွေကလည်းတိုးတက်နေဆိုတော့အကုန်လုံးကအတက်တွေကြီးပဲအဲ့ဒီအတက်တွေကိုအမိလိုက်တဲ့အခါမှာကျမတို့တွေဟာဘယ်ဘက်မှာလင့်ထင်းသွားတတ်လဲဆိုတော့လေကိုယ့်ရဲ့ social community မှာလင့်ထင်းသွားတယ်ကျမဆိုလိုချင်တာက social community ကဒီမိတ်ဆွေအပေါင်းအသင်းပဲမဟုတ်ဘူးပေါ့နော်ကျမတို့ရဲ့ဒီမိသားစုတိုင်းလည်းပါတယ်ဒီမိသားစု family ကိုပေးတဲ့ချိန်တွေလည်းလျော့သွားတယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကဟိုကိုယ်မှလေးလာစရာတွေကိုယ်လုံးစရာတွေများတယ်ကိုယ်မှလေးလာစရာတွေများတယ်ဒီလိုရေးရှိခိရှိပြင်းနေတဲ့ဟာကိုအမိလိုက်ဖို့အတွက်ကိုလုံးဝမှာနေများတယ်ဆိုတော့ခေါင်းစဉ်တွေအောက်မှာတခါတလေအချိန်လာတောင်းတဲ့သူတွေကိုအလုံးများနေတာမသိဘူးလားဒါကနောက်မှသွားလို့မရဘူးလားနောက်မှလုံးလို့မရဘူးလားဆိုပြီးတော့
ကိုယ့်ရဲ့အနီးနားမှာရှိတဲ့လူတွေကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အရန်ပေါ်မှာချစ်ရခင်ရတဲ့မိတ်ဆွေတွေပေါ်မှာလင်းဟင်းလာတတ်တယ်လစ်လူရှုမိတယ်လို့မျိုးဖြစ်တတ်တယ်ကိုကရည်ရွယ်ချက်ရှိလုပ်တာမဟုတ်ဘူးဒါပေမဲ့အရန်ကိုမှလင်းမြန်မြန်ဆန်နေတဲ့ခစ်ကြီးနောက်ကိုလိုက်ရတဲ့အခါမှာကောင်းမွန်တာကတော့ကိုယ့်ရဲ့ skill တွေတိုးတက်သွားတဲ့ experience တွေအများကြီးရတယ်သို့တော်ညာလည်းတစ်ဖက်မှာဆိုရင်တော့ကိုယ့်ရဲ့ဒီတန်ဖိုးရှိတဲ့ကိုယ့်ရဲ့မိသားစုတွေတန်ဖိုးရှိတဲ့လူတစုကိုအချိန်ပေးဖို့အတွက်မေ့လျော့သွားတာမှန်းမှုတွေကြောင့်သူတို့အပေါ်မှာသွားပြီးတော့မဲမိတာပြောမိတာတွေကဒါကလေတနည်းမဟုတ်တနည်းကျမတို့ကြုံကြရတယ်ပေါ့နော်လူတယောက်နဲ့တယောက် schedule ကမတူတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့အားတဲ့အချိန်လေးမှာမိသားစုအတွက်ကိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့အရန်ကိုမှချစ်ခင်ရတယ်ကိုတန်ဖိုးထားရတဲ့လူတစုဘာဖြစ်လို့လဲကိုတန်ဖိုးထားရတဲ့လူတစုစာအတွက်ပဲလို့ပြောလဲဆိုရင်လူတိုင်းကိုအချိန်ပေးဖို့မဆိုလို့လူတိုင်းကိုလည်းကိုယ့်ရဲ့အချိန်တွေကိုအမြဲတမ်းဖဲ့ပေးနေစရာမလိုဘူးပေါ့နော်လူတိုင်းမှာကိုတန်မိုးထားရတဲ့မိသားစုရှိတယ်ကိုတန်မိုးထားရတဲ့လူတစုရှိတယ်အဲ့လူတစုကဆွေမျိုးတိုင်းဝိုင်းလေးဖြစ်နိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့မိတ်ဆွေပေါင်းတင်နေလည်းဖြစ်နိုင်တယ်အဲ့နှစ်ခုလုံးပေါင်းလည်းဖြစ်နိုင်တယ်ဆိုတော့အဲ့လိုလူမျိုးအတွက်ကိုအချိန်ပေါ့နော်အဲ့လိုလူမျိုးတွေကလက်ဆယ်ထောင်းတောင်မပြေပါဘူးရှင်ဆိုတော့သူတို့အတွက်ကိုအချိန်ကလေးထားပေးပြီးတော့သူတို့နဲ့ quality time လေးကိုဖန်တီးပေးဖို့ပေါ့နော်အမှန်တော့အရန်ကိုမှလှုပ်ရှုပ်လာတယ်အရန်ကိုမှတိုးတက်လာပြီးတော့အလျင်အမြန်ပြင်းပြင်းနဲ့သွားနေတဲ့ခေတ်ကိုအမိလိုက်တဲ့အခါမှာကျမတို့တွေကဒီအချိန်တွေကိုပေါ့နော်ပြောရမယ်ဆိုရင်ဖဲ့ပေးလိုက်ရတာမျိုးမဖြစ်ချင်ဘူးလေနော်ဆိုတော့အဲ့လိုဖဲ့ပေးလိုက်ရတယ်ဆိုရင်ပဲproductive မဖြစ်တော့သလိုလိုကိုကပဲနောက်ကျကြံခဲ့ပြီလို့မှတခါတလေကြာရင်ကျမတို့ Facebook တွေကြည့်နေ Facebook ကြည့်ရ scroll တယ်ဒီ new feed ကို scroll ကြည့်နေသွားတယ်တနိုင်နှစ်နိုင်လောက်ကိုအလုံးလုံးစရာရှိလို့သွားလှုပ်လိုက်တယ်သွားလှုပ်လိုက်ပြီးတော့ပြန်လာတဲ့အခါကျငါဘာမင်းဆောက်ဖြစ်သွားပြီလဲဆိုတဲ့ခန်းစားချက်ကြီးငါဘာလွတ်သွားပြီလဲ Facebook မှာဆိုတဲ့ခန်းစားချက်ကြီးဖြစ်ကြတယ်သိပညာကိုပါအသုံးပြုပြီးတော့ဒီ app တွေကဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ app တွေက edit ပေါ့နော်သူတို့ပေါ်မှာဒီဆွဲလန်းမှုကိုဖြစ်စေအောင်လုပ်ထားတာဆိုတော့အဲ့ဒါကြောင့်မို့လို့လူက2နာရီလောက်ဒီ Facebook ကြည့်နေရတယ်2နာရီလောက်ပျောက်သွားတယ်လို့ TikTok ကြည့်နေရကနေ2နာရီလောက်ဖုန်းနဲ့ဝေးသွားတယ်ဆိုတဲ့အချိန်မှာပြန်ပြီးတော့စိတ်ကကွာဒီချိန်ဆိုငါဘာလွတ်နေပြီလဲငါ့ကိုဘယ်သူစာပို့တာတွေကိုငါလွတ်တော့မှလဲကိစ္စတစ်ခုခုဖြစ်နေတဲ့ဟာတွေကိုလွတ်တော့မှလားအဲ့လိုမျိုးတွေဖြစ်နေကျမတို့ကဒီကိုလက်ရှိနေတဲ့ moment လေးမှာပေါ့နော်ကိုလက်ရှိနေတဲ့ moment မှာကိုလက်ရှိတန်မိုးထားတဲ့လူတွေနဲ့ရှိနေတဲ့အချိန်မှာဒီဘာမဟုတ်တဲ့ဒီစက်ပစ္စည်းတစ်ခုပေါ်မှာအရင်ကြီးဆွဲလန်းတာဖြစ်နေတာကတော့အကောင်းပေါ့နော်ဆိုတော့ကျမကိုယ်တိုင်လည်းဒီဖုန်းတွေပါတွေကိုကြည့်တဲ့အခါမှာအရင်ဆွဲတယ်ဒါဖြစ်တယ်ဒါပေမဲ့အဲ့ဒီဟာဘာကြောင့်ဖြစ်တာလဲဆိုတော့ root cause ကိုတော့ရှာရတာပေါ့ရှင်နောက်တစ်ခုကကြတော့ကျမဒီနေ့ဒီတွေးကိုတွေးမိတာကတဖြည်းဖြည်းနဲ့ကျမလည်းခံစားလာရတာတစ်ခုကဒီလိုမျိုးပြင်းပြတဲ့ခက်ဒီလိုမျိုးအရှိန်ဟုန်နဲ့တိုးတက်နေတဲ့ခက်ပြီးတော့ trend တွေအများကြီးဒီလိုမျိုးမှမလုပ်ရင်ငါခက်နောက်ကျကြံခဲ့မလားဒါမျိုးလုပ်ခြင်းအပြင်ငါကလူဘောင်ထဲမှာဝင်နေဆိုတော့အမြင်တစ်ခုကိုရနေမှာဖြစ်မယ်ဆိုပြီးတော့လိုက်လုံနေကြတဲ့အခါမှာတကယ်ကိုတန်မိုးထားတဲ့လူတွေကိုတန်မိုးထားနေတဲ့လူတွေကိုကျမတို့ကလစ်လူရှုသလိုဖြစ်သွားတတ်တယ်သူတို့အတွက်အချိန်ကိုမပေးနိုင်သလိုမျိုးဖြစ်သွားတတ်တယ်ကျမတို့မှာကငငယ်တုန်းကလိုမျိုးဒီဖုန်းနေနဲ့အဝေးကိုထားပြီးတော့သွားလို့မရတာတော့အမှန်ပေါ့ရှင်ဒါပေမဲ့လည်းရှိနေတဲ့လက်ထဲကဖုန်းကိုလည်းကျမတို့ကသူကကိုယ်တွေကိုခိုင်းသွားတယ်သူကကိုယ်တွေကိုလွှမ်းမိုးသွားတယ်ဆိုတာမျိုးမဟုတ်ခဲနဲ့ကိုယ့်ရဲ့အချိန်ကိုယ့်ရဲ့ရည်မှန်းထားတဲ့ target ပေါ့နော်တနေ့တာမှာကိုလို့ဖို့ရည်မှန်းထားတဲ့ target တွေကိုယ့်ရဲ့အချိန်ကြီးအရာအလုံးဟာကိုယ့်ရဲ့လက်ထဲမှာပဲရှိတဲ့တယ်လို့တော့ကျွန်မထင်ပါတယ်ဆိုတော့ဖုန်းရဲ့လွှမ်းမိုးသွားတယ်ဤပညာပိုင်းတိုင်းဆိုင်ရာတိုးတက်လာတဲ့ဤပညာတွေရဲ့လွှမ်းမိုးတာတွေကိုကိုယ်ကမခံမဲနဲ့လူသားတယောက်ကနေပြီးတော့ဒီတိုးတက်နေတဲ့ဤပညာတွေကို system တက်ဘလို့မှီလိုက်မလဲဆိုတာရယ်ပြီးတော့ဒီဖုန်းပေါ့နော်တနည်းအားဖြင့်ဖုန်းနေဒီ social media တွေ game တွေရှိရဲ့ဒီဖုန်းကိုဘလောက်တိုင်းတာကြီး control လုပ်ပြီးတော့သုံးမလဲဆိုတာရဲ့ကိုနီလန်ကျမတို့ကရှာရင်လက်ရှိတကယ်ကိုမှရှိနေတဲ့ကျမတို့ဘဝကြီးနဲ့ကျမတို့ရဲ့အနားမှာရှိနေတဲ့ကျမတို့တမိုးထားတဲ့လူတွေနဲ့ကျမတို့ရဲ့ဒီတိုးတက်ဖို့လမ်းကြောင်းကိုရှာတဲ့နေရာမှာသွားမဲ့နေရာမှာထပ်တွေ့မဲ့လူတွေရဲ့ကြားထဲမှာနောင်နာကင်နဲ့ဖြတ်တန်းနိုင်လိမ့်မယ်လို့ကျွန်မထင်ပါတယ်။ဘာဖြစ်လို့ကျွန်မအဲ့လိုပြောလဲဆိုလို့ရှိရင်လေ
လက်ရှိမှာရှိနေတဲ့လူတွေကိုကျမတို့တမိုးမထားမိတဲ့ခါကျရင်အဲ့လူတွေကျမတို့နားမှာမရှိတော့တဲ့အခါကျရင်ကျမတို့မှာနောင်တတွေရတယ်ပေါ့နော်အဲ့တော့အဲ့ဒီရတဲ့နောင်တကိုနောက်ထပ်တွေ့လာမဲ့လူတွေကိုပြောပြနေမယ့်အစားခုတည်းကညီမတို့နောင်တကင်းနဲ့ဘယ်လိုမျိုးလေးနေကြမလဲဘယ်လိုမျိုးလေး manage လုပ်ကြမလဲဘယ်လိုမျိုးလေး handle လုပ်ကြမလဲဆိုတာမျိုးကိုကျမတို့တေချာကင်တွယ်လို့ရတယ်လीနော်ဆိုတော့လက်ရှိမှာကင်တွယ်လို့ရတဲ့ဟာကိုပဲကျမတို့လောက်ရမှာပဲဆိုတော့ကျမလည်းခုလက်ရှိမှာစူးစမ်းကြည့်နေတော့မယ်ညအောင်စူးစမ်းနေတယ်တစ်ချက်တော့ခက်ခဲဖြစ်တယ်ဘာဖြစ်လဲဆိုတော့လက်ကဖုံးစီကိုရောက်သွားတာလေနော်အများကြီးအောင်မလိုပါဘူးရှင်ကျမတို့လေတနေ့မှာ15မိနစ်လောက်ပဲကိုမိသားစုနဲ့အချိန်ပေးပြီးစကားတေချာစကားပြောပြရအောင်ပြောရပါတော့ဟိုမိထုကောပြောဒီနေ့ပါဟင်းလဲဆိုတဲ့ဟာမျိုးပြောတာတော့မဟုတ်ဘူးထမင်းစားနေတယ်ကိုကရောက်သွားတဲ့အချိန်မှာသူတို့ထမင်းစားနေရတဲ့ကြုံနေဆိုရင်ဝင်စားလိုက်တာမျိုးဒါမှမဟုတ်လေကိုကရောက်သွားတဲ့အိမ်ရောက်သွားတဲ့အချိန်မှာသူတို့ရုပ်ရှင်ကြည့်နေရတဲ့ကြုံနေဆိုရင်ခဏထိုင်ပြီးတော့စကားလေးပါလေးပြောပြီးပြန်ပြီးတော့ထလာတာမျိုးမိသားစုလေးထဲမှာရှိတဲ့ခံစားချက်ကလေးတွေရတယ်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ပိတ်ရက်တွေမှာကိုတမှုထားရတဲ့ကိုယ့်ရဲ့လူနည်းစုလေးနဲ့အချိန်ပေးပြီးတော့တွေ့ပြီးတာလည်းလေအမှန်တိုင်းပြောရင်အရန်ဟိုမှာထိရောက်ပြီးတော့လေထုံးတစ်မျိုးပဲပေါ့နော်ဆိုတော့ကိုကအကြောင်းအရာတွေကိုပြောပြကိုကရင်ဖွင့်လိုက်လို့ကိုရဲ့ရင်ဖွင့်တဲ့စကားတွေကိုအရှိကိုအရှိတိုင်းလက်ခံပေးသွားတဲ့လူတွေကလိုအပ်တယ်အဲ့လိုလူမျိုးအတွက်ကိုလည်းကိုကအချိန်ပေးတဲ့ကျမဒီနေ့ဒီအကြောင်းအရာလေးကိုအမှန်တိုင်းပြောမှဆိုရင်တွေးမိသွားတယ်ပေါ့နော်ကိုရီခစ်တုံးကဒီလိုမျိုးအင်တာနက်သုံးခြင်းအင်တာနက်ဆိုင်သွားရတယ်လို့ဒီ Gmail ခစ်တို့ဘာလို့ဖြစ်တဲ့အတွက်ကြောင့် social media ကလည်းဒီလောက်ကြီးတွင်ကြဲမသုံးနေတာဆိုတော့ကိုအနေနဲ့ကိုရဲ့ဒီမိသားစုကိုပို့ပြီးတော့အချိန်ပေးဖြစ်တယ်အဲ့ဒီတုန်းကဆိုရင်ကိုရဲ့ cousin အနေနဲ့ဖိုးဖွားတွေအိမ်မှာစုံနေတပတ်ကိုမှတစ်ခါစုံကြရတယ်နှစ်ခါစုံကြရတယ်ပုံမှန်ရက်ရှိရပေါ့နော်ဒီရက်ဒီချိန်ဆိုရင်အဖိုးတွေဖွားတွေအိမ်သွားကြမယ်စုံကြမယ်ဘာတွေလှုပ်ရှားကြမလဲဘာဂိမ်းတွေဆော့ကြမလဲအဲ့ဒီကတော့ပုတ်ဂိမ်းတွေလည်းရှိရပေါ့နော်ဆိုတော့ကျမတို့မောင်နှမတွေမိုနိုပိုလီဆော့ကြရတယ်ဒိုးဆက်တွေဆော့ကြရတယ်ခိုင်ကြရင်တေးကွင်းတွေပြစ်တယ်ဂေါ်လီတွေရိုက်တယ်ပေါ့နော်အဲ့လိုအစုံမုတ်တွေလှုပ်ရှားတယ်ဆိုတော့အဲ့ဒီအချိန်လေးကိုအမှန်တမ်းပြောရင်အခုအချိန်မှာပြန်တွေးရင်ကျမတို့ဒီမောင်နှမတွေလည်းအကုန်လုံးမစုံကြတော့ဘူးဝေးရောက်နေတဲ့လူတွေလည်းရောက်သွားကြပြီအချိန်မပေးနိုင်တဲ့သူတွေလည်းရှိလာကြတဲ့အခါမှာအဲ့ဒီတုန်းကအချိန်တွေကိုအခုချိန်မှာပြန်ပြီးတော့တတိရတယ်အဲ့ဒီတုန်းကအမှတ်တရတွေကအခုချိန်မှာလေတကယ်ကိုမှတန်မိုးရှိတဲ့အရာပေါ့နော်အဲ့ဒီတုန်းကတော့အဲ့လောက်ကြီးကျမအနေနဲ့ဒါဒီချိန်မှာဒါနောက်တစ်ချိန်မှာအရန်ကိုမှတန်မိုးကြီးတဲ့အမှတ်တရတစ်ခုဖြစ်သွားလိမ့်မယ်လို့ကျမမထင်ခဲ့ဘူးအဲ့မှာကွာခလေးကိုလေနော်ဒီလိုမျိုးငါတို့ငငယ်ကစုံခဲ့တဲ့အဖွဲလေးတိုင်းပြန်စုံလို့ရရင်ကောင်းမှာပဲဆိုတာကလေစိတ်ဆန္ဒတက်ပဲရှိတော့တယ်တကယ်လို့ဖို့ခဲရင်သွားပြီဆိုတော့တကယ်အခုချိန်မှာဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာအဲ့လိုမျိုး moment တွေအဲ့လိုမျိုးမှတ်တရတွေကိုဖန်တီးနိုင်သေးတယ်ဖန်တီးဖို့အခွင့်အလမ်းတွေလည်းရှိသေးတယ်ဆိုရင်အများကြီးဖန်တီးပါဒါတွေကအရန်ကောင်မှတမှုရှိတဲ့အရာတွေပါဆိုတော့ကျမသိတာကနောက်ကြတယ်လို့လည်းပြောလို့မရဘူးပေါ့နော်ဒါကတော့လည်းခါရီကြရင်တချို့တော့ဒီအကြောင်းအရာတွေတချို့သောနားလည်မှုတွေပေါ့နော်တချို့သောနားလည်မှုတွေကအသက်အရွယ်ပိုင်းခြားတစ်ခုရောက်မှပွင့်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့စာအုပ်တအုပ်ကိုအသက်20မှာဖတ်တာနဲ့အသက်30မှာဖတ်တဲ့အခါမှာဒီစာအုပ်ထဲမှာရေးထားတဲ့ character တွေပေါ်မှာကျမတို့ရဲ့အမြင်တွေကမတူတော့ဘူးအသက်20တုန်းကမြင်ခဲ့တဲ့အမြင်နဲ့အသက်30ဖတ်တဲ့အချိန်မှာဒီစာအုပ်ရဲ့ character ပေါ်မှာမြင်တဲ့အမြင်တွေကမတူတော့သလိုပဲပေါ့ပြီးတော့ဒီစာအုပ်ရဲ့ဇလန်းအကြောင်းတွေကိုပါကိုကပြက်ပြီးတော့ယူဆတဲ့ပုံစံတွေကအစားမတူတော့ဘူးဘာဖြစ်လို့လဲ10နှစ်ဆိုတဲ့ကာလာကြီးတစ်ခုကိုဖြတ်သန်းပြီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့အမြင်တွေအတွေးတွေဟာမတူတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့တူညီတဲ့စာအုပ်တို့ကိုဖတ်တာပဲဒါပေမဲ့အဲ့ဒီစာအုပ်ပေါ်မှာမြင်တဲ့အမြင်တွေအရင်ပြောင်းသွားတယ်ဆိုတော့အခုလဲဒီလိုမျိုးသဘောတရားပဲပေါ့နော်ကျမတို့လွန်ခဲ့တဲ့10နှစ်15နှစ်အနှစ်20လောက်ကရှိခဲ့တဲ့မိသားစုရှိခဲ့တဲ့စုံခဲ့ကြတဲ့ cousin တွေနဲ့တုံခဲ့တုန်းကတော့ဒါဟာငါတို့အမြဲတမ်းရနေမယ့်အရာလို့တွေးနေခဲ့တယ်ဒါဟာငါတို့အမြဲတမ်းငါတို့မောင်နှမတွေအမြဲတမ်းရှိနေမှာပဲဆိုပြီးတော့ဘယ်ချိန်မှဆိုငါတို့ဒီလိုတွေးလိုက်လို့ရတယ်ဆိုတဲ့ဟာမျိုးထင်ခဲ့တယ်ဒါပေမဲ့တကယ်တည်းမှာတက်တီကြီးလာတယ်နှစ်တည်ကြလာတဲ့အခါမှာအဖိုးတွေဖွားတွေစုံသွားတယ်အဖိုးတွေဖွားတွေအိမ်မှာစုံကြတယ်ဆိုတာမျိုးကြီးမရှိတော့ဘူးအဲ့လိုမျိုးအချိန်မှာဒါဟာအဲ့ဒီတုန်းကရခဲ့တဲ့အချိန်တွေကတန်ဖိုးရှိပါလားဆိုတော့ကျွန်မပြန်ပြီးတော့ဒီဟာကိုမြင်မိတာ
လာလीเนาะဆိုတော့တချို့အရာတွေကချက်ချင်းမမြင်ရတဲ့အရာတွေရှိပါတယ်တချို့သောအရာတွေမှာကexpire date တွေရှိရယ်တချို့သောအရာတွေမှာကတော့ခဏတာခွဲခွာခြင်းတွေလည်းရှိရယ်ပေါ့နော်ဆိုတော့ကျမတို့လက်ရှိမှာတက်နိုင်သလောက်ပေါ့နော်ကိုယ့်ရဲ့အနားမှာရှိတဲ့လူတွေကိုကျမဒီနေ့ကျမဒီဗီဒီယိုလေးကိုလုပ်မိတဲ့ရွယ်ချက်ကတော့ဒီတိုးတက်လာတဲ့ technology နောက်ကိုလိုက်ရင်းနဲ့ဒီခေတ်နောက်ကိုလိုက်ရင်းနဲ့ကိုယ့်ရဲ့အနားမှာရှိနေတဲ့ကိုတမိုးထားရတဲ့အရာလေးတွေကိုဆုံးရှုံးမှမသိဆုံးရှုံးသွားတာမျိုးမဖြစ်စေချင်လို့ပါအားလုံးပဲကိုချစ်ရတဲ့လူတွေကိုလည်းတစ်ဖက်တစ်လမ်းကနေအချိန်ပေးနိုင်ကြပါစေဆိုတော့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်လीနော်ကျေးဇူးပါဘိုင်ဘိုင်